လုံခြုံရေးဝန်ထမ်းတယောက်ကကင်းလက်ကားကိုမောင်းနှင်လာပြီးချမ်းသာတဲ့တတိမတယောက်ရဲ့ရှေ့မှာရက်လိုက်ပါတယ်သူကအဲ့ဒီမျိုးသမီးရဲ့မျက်လုံးထဲကလိုချင်တတ်မှတ်တဲ့အကြည့်တွေကိုမြင်နေရတယ်လို့ဒီလုံခြုံရေးအစ်စ်ကစီကံဖောက်ချင်စရာကောင်းတော့အောင်ချုံမောလုံးတယ်ဆိုတဲ့သူမရဲ့အတွေးကိုပါကြားနေရပါတယ်သူကသူ့မှာရှိနေတဲ့စွမ်းအားရှင်စနစ်ရဲ့စွမ်းအင်ကိုအံ့ဩနေတော့မှပဲလှပတဲ့တတိမကရှေ့တိုးလာပြီးအကူအညီတောင်းပါတယ်ပြီးတော့သူ့ကိုစတင်ထိတွေ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲစနစ်ကကနဦးတာဝန်စတင်ပါပြီးနှလုံးသားလှုပ်ခတ်စီမဲ့ကိုတင်းနဲ့စမ်းတက်မှုစတင်ပါပြီးလို့တတိပေးလိုက်ပါတယ်တာဝန်ကတော့သူမရဲ့အထုပ်တွေကိုအိမ်ထဲထိလိုက်ပို့ပေးရုံပါပဲသူကချက်ချင်းသဘောတူလိုက်ပါတယ်သူခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ရနံ့ကြောင့်အမျိုးသမီးကချက်ချင်းပဲသူ့ပေါ်ဆွဲလန်းသွားပါတော့တယ်သူအထုပ်တွေပို့ပေးပြီးတဲ့အခါအမျိုးသမီးကပြင်ပန်းနေရောပေါ်ဆိုပြီးရေတစ်ခွက်တိုက်ကချစ်မှတ်ဖွယ်ကောင်းတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်သူမကသူ့နဲ့မိတ်ဖွဲ့ခြင်းကြောင့်ညစာစားဖို့နေခဲ့စေခြင်းကြောင့်ပြောပြပါတယ်ဒါပေမဲ့လုံခြုံရေးဝန်ထမ်းကအလုပ်ပထမရက်မို့လို့ရင်ကြီးကြီးပဲညှင်းဆန်ခဲ့ပါတယ်အမျိုးသမီးစိတ်ပြတ်သွားပေမဲ့စနစ်ကတော့တာဝန်ပြီးမြောက်ပါပြီးကိုတင်းနဲ့စွမ်းရည်ကိုအမြဲတမ်းပိုင်ဆိုင်ခွင့်ပေးအပ်လိုက်ပါပြီလို့အကြောင်းပြန်ပါတယ်ဒီရနန်းကအမျိုးသမီးတွေကိုသူ့အပေါ်ယူသွတ်သွားစေပြီးတန်ရောစင်တိုးလာစေမှာပါအမျိုးသမီးကသူ့ကိုအပြင်ပြန်လိုက်ပို့ပေးရင်တမင်တက်ချီကောက်လဲခြင်းရောက်ဆောင်လိုက်ပါတယ်သူကလှမ်းဖက်လိုက်တော့အမျိုးသမီးကသူ့ရင်ခွင်ထဲရောက်သွားပါတယ်သူမရဲ့လက်ဖွားနုနုလေးတွေကသူ့ရင်ဘက်ကျွတ်သားတွေကိုထိတွေ့နေပြီးကျွတ်သားတွေကတောက်တင်းလိုက်တာရနန်းကလည်းမှုလိုက်တာဆိုတဲ့သူမရဲ့အတွေးတန်ကိုသူကြားနေရပါတယ်သူကဒီတိုင်းဆက်နေရင်မဟန်တော့ဘူးဆိုတာသိလို့အကြောင်းပြချက်ပေးပြီးအမြန်ထွက်လာခဲ့ပါတယ်အမျိုးသမီးကတော့သူ့ရဲ့နန်းကိုတန်းတရင်ကြံရစ်ခဲ့ပါတယ်သူအဆောက်အုံအပြင်ဘက်ရောက်တာနဲ့ရုတ်တရက်အဲ့ဒီအမျိုးသမီးရဲ့အတန်ကိုထပ်ကြားလိုက်ရပါတယ်ဒါပေမဲ့ဒီတစ်ခါတော့လေတန်ကအယမ်းမှုနေတဲ့ပုံစံဖြစ်နေပါတယ်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လမ်းဘေးလူမိုက်ဖွဲကသူမရဲ့အခြေအနေကိုမြင်ပြီးမကောင်းတာကြံဖို့လုပ်နေကြတာပါစနစ်ကထပ်ပေါ်လာပြီးတခင်မကိုလူမိုက်၃ယောက်လက်ကကဲတင်ပါစုကြီးအနေနဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုကတ်ကိုပေးမယ်လို့တာဝန်ပေးပါတယ်လူမိုက်တွေကအမျိုးသမီးကိုနှောက်ယှက်နေပြီးသူမကတိုးထုတ်နေပေမဲ့သူတို့ကပိုပြီးအတင်းရဲလာကြပါတယ်သူတို့တခုခုလုပ်တော့မဲ့အချိန်မှာပဲလုံခြုံရေးဝန်ထမ်းကရှေ့ကနေဝင်ပိတ်ရက်လိုက်ပါတယ်လူမိုက်တွေကဒေါသထွက်ပြီးသူ့ကိုတင်ကန်းစာပေးဖို့ဝင်လုံးကြပါတယ်ဒါပေမဲ့သူကခြေတစ်ချက်တည်းကန်လိုက်ရုံနဲ့၃ယောက်လုံးလွင့်စင်သွားပြီးမြေကြီးပေါ်မှောက်ရက်လဲကုန်ကြပါတယ်စနစ်ပေးတဲ့စွမ်းအားကိုသူကိုယ်တိုင်တော့အံ့ဩသွားပါတယ်ပုံမှန်ဆိုသူဒီလိုလူတွေကိုရှင်ရဲမှာမဟုတ်ပါဘူးတာဝန်ပြီးမြောက်သွားလို့တိုက်ခိုက်ရေးစွမ်းရည်ကိုအပိုင်ရရှိသွားပါတယ်သူကအမျိုးသမီးကိုသွားထုပေးလိုက်ပါတယ်နှစ်ကြိမ်တိုင်းကဲတင်ခံရပြီးတဲ့နောက်အမျိုးသမီးကသူ့ရဲ့အချစ်ကိုမထိန်နိုင်တော့ပဲသူ့ကိုဖတ်လိုက်ပါတယ်မင်းစီကအနက်လေးကအယမ်းမွေးတာပဲလို့ပြောပြီးသူ့ကိုပြန်ဖတ်ထားဖို့တောင်းဆိုပါတယ်အမျိုးသမီးကအယမ်းမှုနေပြီးအနေရများတဲ့အတွက်သူကအိမ်ပြန်ပို့ပေးလိုက်ရပါတယ်တာဝန်ပြီးလို့သူပြန်ထွက်မယ်လို့တော့အမျိုးသမီးကဘာလို့ဒီလောက်အများကြီးတောက်ထားရတာလဲလို့သူတွေးနေမိပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကသူ့ကိုအနောက်ကနေလှမ်းဖက်လိုက်ပြီးကျေးဇူးပြုပြီးမသွားပါနဲ့လို့တောင်းပန်လိုက်ပါတော့တယ်